တော့မြတ်25မိနစ်ပြည့်ပြီဒီကောင်းကြီးအိမ်ကဒီအိမ်ညီလဲရတပီတရေအိုမီတရေတပီတရေတပီတရေ အခုခဏညီမတစ်ပင်ချိုင်ခြင်းလို့ အမြင့်ပဲဘယ်လောက်ကိုတက်ချရမှာ တစ်ပင်တော့မပင်နဲ့ချိုင်တာလား ဟုတ်တယ်တပီကို900ယူတယ် အဲ့ဆိုအပင်မောကနေတက်မချိုင်မယ်မြေပြင်ကနေလဲမယ်ဆိုရင်ရော အပင်ပေါ်ပဲတက်တာမြေပြင်ကနေမလဲတတ်ဘူး ဒီဟာလောက်စားပြီးဒီပညာအောင်စောမတင်ထားဘူးလား တက်လို့လှုပ်ရှားနေတာမဟုတ်ငါ့လို့လှုပ်ရှားနေတာရှင်းလား ဒါနဲ့တလက်စားလေရေပိုက်ကောပြင်တက်လာပိုက်ပြက်နေလို့ ရေဘက်ကတော့ငါမပြင်လိုက်ဘူးဂျပန်ပြည်ရဲ့ဂျပန်ကရုံးမှာပြင်လိုက်တယ်ဂျပန်ကရုံးခေါ်ပြင်လိုက် ဟုတ်ဂျပန်ကတော့ဖုန်းနံပါတ်လေးပေးခဲ့အောင်လေဖုန်းနံပါတ်လေးပေးသွား ဦးလေးဒါပါလို့ လက်ဝဲပြန်ဝဲလုံနေရလေနိုင်တဲ့လူကိုစုချမှာ ဟာစုချမယ်ဆိုစုကဘယ်လောက်လောက်ချလဲ 9000စုချမှာ ဟာ9000စုချအဲ့ဒါကျွန်တော်ဝန်ထုံးမယ်လေ ထိုးလို့ရရတယ်ဒါပေမဲ့25ပိဿာပြင်မှရမှာ ဟော25ပိဿာပြင်ဝန်ထုံးလို့ရပြီ ရပြီ အဲ့ဒါကျွန်တော်ဝန်ထုံးမယ် ရပြီဒီမှာဆိုချိန်လိုက်မယ်လေဟိုချိန်ပေးလိုက်ပါဦး25ပိဿာ ငါလေးကျွန်တော်ရေစားလို့ရေတော့လောက်မနော်ဒီတိုင်းဆိုငါ25ပိဿာပြင်မှာမဟုတ်ဘူးဘိုက်တက်တစ်ခုဖြည့်ထားမှရတော့မြတ်25မိနစ်ပြည့်ပြီဒါဆိုသူထိုးခွင့်ပေးလိုက်တော့မယ်ဟုတ်ကဲ့ပါ ရပြီလား ရပြီရထိုးမယ်ငါတို့ဒုဝိုင်းနာမည်ကြီးဖို့တော့ငါတို့ကလိုင်းမော်တယ်မှာအဲ့တော့ကွာမင်းတို့အရန်ကောင်းပါလေဆိုပြီးတော့လက်ခုပ်ဝိုင်းတီးပေးမင်းတို့တယောက်1000ပေးမယ်စိတ်ပါလက်ပါလုံတော့မင်းတို့ကိုလက်ကားခိုင်းတာမဟုတ်ဘူးပတ်စံပေးခိုင်းတာဟောတော့စိတ်ပါထက်ကလို့ရ ဟောရတာပေါ့ကွာဟုတ်ပို့ပြီးတော့နာမည်ကြီးသွားတယ်ထက်ကလို့ရထက်ကကဲတိုက်လို့စားမယ် တို့ဆိုတာရမ်းစားတာမို့ဉာဏ်ပြည်တစ်ခွင်အတန်းကြီးလင်းအောင်ရွှေညီကိုဝတ်တော်သားရေအလူမင်္ဂလာတို့ဆိုတာစ အောက်ပြီးရောက်ငွေရှားလော်တယ်ဆိုလို့လက်ပုတ်တာဆိုယူလိုက်တာပတ်ဆက်1000ရအောင်တော့မျက်ပြူဆောင်ရှားနေတယ် ဒီနေ့ရောဘာဖြစ်ခဲ့ပြန်လဲ ဘာဖြစ်လဲဆိုတော့မနက်မိုးလင်းဒီရင်ဒီဘဲနေဘလို့စရှင်းပြမှတော့မသိတော့ ပတ်စံက1000ဝဲပါလာလားအလုံးမဖြစ်ခဲ့ပြန်ဘူးလား အလုပ်တွေဖြစ်လုံးပြီးကမှလူလန်ရပေါင်းဝင်ရလာမမြောက်ဘူးလား ဟာဒီ1000နဲ့တော့ဆေးဖို့နဲ့တော့ကာမိမယ်ဦးမထင်ပါဘူး ငါ့ကိုဆေးဖို့မပေးပါနဲ့ငါအနာတွေငါကုတ်ကုတ်ရောက်သွားပြီးအုံလိုက်ပါမယ် မုံညိုရေးမုံညိုအလုံးအပ်ချင်လို့ ဘာလုပ်ရမ ဟိုဖက်ရွာလူမိုက်ကျိအိမ်မှာကျွတ်တောင်းဖို့ငားမလို့ ဟာငါမလုပ်တော့ဘူးလူတွေတော့နိုင်ကျင်တဲ့လုပ်တွေငါမလုပ်တော့ဘူးတစ်တလုံးကလူတွေနိုင်ကျင်လားအခုလိုများလို့ပါ ဘာလို့မလုပ်ရမှာလဲဟုတ်အမကဘယ်လောက်ပေးမှလဲ အကျွေးကအားလုံးပေါင်း10တင်ရမယ်ဆိုတော့အကုန်ရရင်တသိန်းပေးမယ် ဟုတ်ကျမလက်ခံတယ်ယောက်ျားပသိန်းအောင်ရမှာလိုက်ဝါစမ်းပါရော့ဒီမှာနိုင်ချက်ကူလေးပါထဲဝါထယောက်ျားထတော့ ဟာငါအဲ့လုပ်တွေမလုပ်ချင်တော့လို့ငါပြော ဖ နေ က်ကြံခဲ့ပြီရော့ဒီမှာဖက်နဲ့ကြံခဲ့ပြီ အမလေး အမအကျွေးရပြီဆိုတာသဘောထားလိုက်တော့သိလား ဒီမှာဒီအိမ်ဟဲ့ဒီဟဲ့အိမ်သားလေးရှင်းလို့ထွက်ပါလား ဘာကိစ္စညာရှိရလို့လဲ နင်တို့ရှိမှာ तू ပတ်ဆက်ဆိုင်ချိထားတယ်အဲ့ဒါကိုငါလာတောင်း အကိုရဲ့ဒီနေ့တော့မယူပါနဲ့လားရှင်နောက်လာမှယူလေညီမနောက်လာကြရင်တေချာဆက်ပါမယ်နော် အဆင်မပြေသေးလို့ဟာတနာဖို့ကောင်းလိုက်တာဒါပေမဲ့မတနာဘူး
သူအဲ့လိုနောက်လာနဲ့ပြောနေရလေအချိန်မှမနေတော့ဘူးတခါမှလည်းမရဘူး မရတော့လား မရဘူး မရဘူးဒီဆိုင်ကဆက်စိမ့်တန်တာဖြတ်ကြည့်လိုက် တန် တန်အဲ့ဆိုင်ကတိမ့်သွား ဟဲ့ကိုရဆိုင်ရတော့မလုပ်ပါနဲ့တော့နောက်မှကျတေချာဆက်ပါမယ်ရှင် မရဘူးအဲ့ဆိုင်ကတိမ့်ရမယ် ဟေးဘယ်ကောင်လဲငါဆိုင်ကိုတိတ်ပါ ငါတိမ့်ပါ你好嘞，好的，我讲完了。ဘာဖြစ်လာလဲ မိမမဲနင်းနေနေအောင်တရားကိုတောင်းနေမင်းနိုင် ဘာအတွက်လဲ သူ့ထပ်ဖို့ကပေးရမှာလေ ရော့ဟိုဘက်ကို ရရနော်တညိုလုံးမဲတညိုလုံးမဲ ဘာဖြစ်လာပြန်တာလဲလား ဟာနူမရောညိုနောက်နောက်မှညနူမကတော့ညကိုညောကုန်တာမဟာ ရှင့်ကိုနန်ချက်ကူထည့်ပေးလိုက်တယ်လေရှင့်ပြန်မလုပ်ခဲ့ဘူးလား ညညလူနာညာလုံးတော့တော်လုံးထိနှုံတာတော်လုံးထိနှုံတာငါအားကြောင့်ညောနေနင်အားလုံးလုံးနေငါမညောကြည့်တော့ငါညောနေတဲ့ဟောင်းငါ့မနိုင်ကုန်တာကလေးတွေလည်းအရွယ်ရောက်လာပြီအလုပ်တွေလည်းလောကန်လာတရားမှအဆင်ပြေသွားပြီရှာဖို့စားတော့လာပြန်လာဒန်တန်ချမ်းနဲ့ရလာတဲ့ကောင်တွေတော့မကမီဘူးငါအလုပ်ပြောင်းနေပြီ မင်းကဘယ်လောက်ပြအောင်ပါလဲ ဟောဒီဦးနောက်ကမထွက်တော့ဘူးမထွက်တော့လို့နေကအကြံတောင်းနေတာဘယ်လောက်ပြောရမလဲလို့ပြောနေတာ အဲ့ဆိုလည်းနှလုံးသုံးလုံးတော့ရောက်ပြီ လုံးသုံးသွားရအောင်ဟုတ်လားလုံးသုံးသွားရအောင်ငါထဲရောက်တော့မှာပေါ့အမလေးနေအကြံနဲ့ငါ့ကိုထဲထည့်ပြီးနေနောက်လည်ယူမလို့ပြော ဟဲ့နင့်ကိုလေတက်တောက်တက်တာနဲ့အလုပ်လုပ်စေချင်လို့ငါရောင်းခိုင်းတာဟဲ့သိလား နင်ဘောင်းဝင်ဦးနင်ပြောတာတကူမှဘောင်းဝင်ဦးဟာ ဟဲ့နေအောင်ဘောင်းဝင်အောင်ငါ့ကိုပြောလို့လား နော် တနေ့အမြဲတမ်းဘောင်းဝင်တဲ့စကားပြောပြီးနေရာဘက်ငါ့ကို ထပ်မပြောနဲ့တော့ဘောင်းဝင်ဦး အခုတူများ သမီးလည်းရှော့ပေါ်စားကြအောင်ပြီလားအလုပ်လုပ်ရတာမလွယ်ဘူးအဖေတော်တော်ပင်ပန်းနေ အဖေရဲ့ထမင်းလေးတော့ဝအောင်စားပြစီအောင် ဟိုဝအောင်စားရပါတယ်ဝါလည်းပြင်ပိုးမစားနဲ့လို့ပြောတာအပူသားတွေမစားနဲ့ဟုတ်ပြီလား အဖေကျတော့ကရွက်ရဲတောက်တာ ဟောငါရဲတော့တော့တောက်ကျင်တော့ငါစစ်ပြောပြတော့တာကွာနော်နင်ပြန်မပြောနဲ့ဖေးဦးရော့စားဟိုဒီဘောက်ပြန်ပြော အမလေးလေးတနခါမလိမ့်မဲနဲ့မနှက်စာစားနေလိုက်ကြတာမမေမှားထားတယ်လေတနခါလိမ့်မှမနှက်စာစားရမယ်လို့ မမေဝဲပြည့်ရွှေပြည်န်းတဲ့နခါကုန်းနေလို့ပါမမေရဲ့ ရှင့်မနေ့ကမှားလိုက်တယ်လေမပါလာဘူးလား ဝယ်နေကြဆိုင်မှာပစ္စည်းပြတ်နေလို့တဲ့ဒီနေ့မှရမယ်တဲ့ဟာ ကဲဒီနေ့ရမယ်ဆိုလဲဒီနေ့ဒါသွားဝယ်တော့ကျုပ်ကလေကျုပ်သားသမီးတွေကိုအခုလိုမျိုးမျက်နှာပြောင်နဲ့မြင်ချင်တာမဟုတ်ဘူးတော့ကျုပ်ကလေကျုပ်သားသမီးတွေကိုတနခါလေးတွေနဲ့ပဲမြင်ချင်တာ အေးပါရော့နေမှာထမင်းဆက်ခွန်ထားလိုက်ရော့ ဟာကျန်ငါသားလေးတွေငါသမီးလေးတွေတနခါလေးတွေနဲ့ဆိုပိုးပြီးတော့ချစ်ဖို့ကောင်းနေပါ အဲ့ဒါကြောင့်လေသားနဲ့သမီးကိုအမြဲတမ်းတနခါလေးမှုမှားတာပေါ့ ခစ်တယ်မြန်မှီလာလိုက်တာနော်မိမကြီးငါတို့ငယ်ငယ်တော့ဆိုရွှေပြည်နဲ့တနခါဒီလိုမျိုးဘူးအဝိုင်းကူးလက်ကြလက်ကြရောအထက်မှာတနခါရဲ့ကြောက်ပြင်းရဲ့မှန်ရဲ့တွဲလျက်ပါတယ်တနခါဘူးကပြပြလေးဖြစ်သွားနော် အဲ့ဒါကြောင့်သွားလေးရဆောင်သွားလို့ရမယ်ရွှေပြည်နန်းတနခါကိတ်ဘူးလို့ခေါ်တာပေါ့